အမေရိကကိုပေါ့နော်အမေရိကမှာရှိတဲ့ကုမ္ပဏီတွေကိုအလုပ်လုပ်ချင်လို့ရှိရင်အမေရိကမှာရောက်နေမှအလုပ်လုပ်လို့ရတာမဟုတ်ဘူးပေါ့နော်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြခြင်းတယ်အဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များကအမေရိကမှာအလုပ်လုပ်တယ်အမေရိကမှာအလုပ်လုပ်တယ်လို့ပြောလိုက်လို့ရှိရင်များတော့ဖြစ်ထင်ကြတာကအမေရိကမှာကိုယ်တိုင်လာပြီးတော့မှကိုယ်တိုင်သွားပြီးတော့မှအလုပ်လုပ်တယ်လို့ပဲထင်ကြတာမြန်မာလူမျိုးတော်တော်များကအခုခေတ်မှာအမေရိကမှာရှိတဲ့ကုမ္ပဏီကိုအလုပ်လုပ်ချင်လို့ရှိရင်အမေရိကမှာတကူတကကြီးလာစရာမလိုဘဲနဲ့ဒီ US ဒေါ်လာနဲ့လာစာရတဲ့အလုပ်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုအစကျွန်တော်မရိုက်တော့ဘူးလို့စိတ်ကူးထားတာဒါပေမဲ့ဒီကျွန်တော်တို့မြန်မာလူမျိုးတွေဒီထက်ပိုပြီးတော့အသိဉာဏ်ပညာတိုးပွားပြီးတော့မှဘုဒ္ဓပိုများအောင်လို့ကျွန်တော်ရိုက်တာပါဖြစ်ပါတယ်အဲ့တော့ဒီဘရိုကကြတော့ तू ကအိန္ဒိယနိုင်ငံသားပေါ့နော် तू ကအဓိကလက်ရှိလုပ်နေတာက customer service ဘိုင်းမှာလုပ်နေတာ customer service ဘိုင်းမှာလုပ်နေတာဆိုလို့အမေရိကမှာ तू တကူးတကတွားပြီးတော့မှလာပြီးတော့မှလုပ်နေတဲ့လူမဟုတ်ဘူးเนาะ तू ကလက်ရှိအိန္ဒိယနိုင်ငံမှာနေတဲ့လူသူကကြတော့ American company တခုမှရှိတဲ့ customer service ကိုပေါ့နော်ဒီ online customer service ကိုအိန္ဒိယကနေပြီးတော့သူလုပ်နေတာပေါ့နော်အဲ့တော့လူတော်များကထင်ကြတာကကျွန်တော်မြန်မာနိုင်ငံကလူမျိုးတွေတော်များထင်တာကအမေရိကမှာအလုပ်တယ်ဆိုလို့ရှိရင်ဟိုဆူရှီလိတ်တယ်တို့ဆူရှီလိတ်တာတို့ဘာတို့ပေါ့နော်ဒီစားအုပ်ဆိုင်မှာအလုပ်လုပ်တာတို့ပကံဆေးတာတို့ဒီလိုမျိုးအလုပ်တွေကိုလုပ်တယ်လို့ပဲထင်ကြတာတကယ်တမ်း online ပေါ်ကနေပြီးတော့ American company မှာအလုပ်လျှောက်ပြီးတော့လုပ်လို့ရတယ်ဆိုတော့သိရလို့တော်တော်လေးနည်းတယ်အထူးသဖြင့်ဘလို့အပိုင်းတွေမှာအလုပ်ခေါ်လဲဆိုလို့ရှိရင် IT ဘိုင်းတွေ customer service အပိုင်းတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ software developer အပိုင်းတွေပေါ့နော်ဒီလိုမျိုး online job တွေများစွာကိုကျွန်တော်တို့ American company ကအလုပ်ခေါ်တယ်ဒါတွေကိုကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များမသိကြဘူးပေါ့နော်အဲ့တော့ဒီ bro ပေါ့နော်ကျွန်တော်ရဲ့တငယ်ချင်းပေါ့နော်သူကလက်ရှိအိန္ဒိယနေပြီးတော့သူ American company တခုမှာ customer service လုပ်တာပေါ့နော်သူကအဓိကအဲ့ဒီ company ကနေပြီးတော့သူလာစာရတယ်ဒါပေမဲ့သူနေတာကအိန္ဒိယမှာပဲနေတာဒါပေမဲ့သူ American မှာရှိတဲ့ customer တွေနဲ့သူစကားပြောတယ် meeting တွေလုပ်တယ်အဲ့လိုမျိုးပေါ့နော်သူ customer service လုပ်တဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးအလုပ်တွေကိုလုပ်ချင်တယ်ဆိုလို့ရှိရင်ဒါကတောင်လူတိုင်းမသိကြဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးအလုပ်တွေကိုလုပ်ချင်တယ်ဆိုလို့ရှိရင်ကို့မှာအင်္ဂလိပ်စာ skill ကောင်းဖို့အရေးကြီးပါတယ်ပြီးတော့ကျွန်တော်တို့ဒီ ID ဘိုင်းနဲ့ပတ်သက်ပြီးတော့မှဒီ ID software တွေပေါ့နော်ကျွန်တော်တို့ဒီ Zoom တို့ဘာတို့ software တွေအများကြီးရှိတယ်အဲ့လို software တွေကိုသုံးသပ်ဖို့အများကြီးအရေးကြီးပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ customer service လုပ်တွေပြီးလို့ရှိရင်ကျွန်တော်တို့ software ဘိုင်းတွေ software ရေးတဲ့ software developer ဘိုင်းတွေ graphic designer ဘိုင်းတွေ online ပေါ်ကနေပြီးတော့လုပ်လို့ရတဲ့အလုပ်တွေအများကြီးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်လမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာတချို့တွေအတွက်ကတော့ဒါတီဗီသားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဒီ follower တွေထဲမှာမသိသေးတဲ့လူတွေအတွက်ကိုကျွန်တော်အဓိကပြောချင်တာပါအဲ့တော့အမေရိကမှာအလုပ်တယ်ဆိုတာကဒီအပြင်မှာကိုယ်တိုင်လာပြီးလုပ်တာထက်ဒီလိုမျိုး online ပေါ်ကလုပ်လို့ရရဲဆိုတာလေးကိုလည်းဒါသိစေချင်ပါတယ်ဒီလိုအလုပ်တွေရဖို့ကလွယ်တော့မလွယ်ပါဘူးကို့မှာ skill တွေအများကြီးရှိဖို့လိုပါတယ်ဒီ bro ဆိုလို့ရှိရင်ဒီအလုပ်ကိုမရခင်တော့သူစင်ကူမှာရှိတဲ့ company တစ်ခုမှာပေါ့နော်ဒီ customer service ကိုသူလုပ်တယ်သူ့မှာ5 year experience ရှိတယ်9 နှစ် experience ရှိပြီးတော့မှသူ American company ကိုအလုပ်လျှောက်တယ်သူအိန္ဒိယကနေပဲလုပ်တယ်သူလာစာကတလကို American dollar 2000 2500လောက်ကိုသူရတယ်ပေါ့နော်ပြောချင်တဲ့တဘောကအဲ့တော့ပြောချင်တာကအမေရိကမှာအလုပ်လုပ်တယ်ဆိုတာကဒီအမေရိကကိုလာပြီးလုပ်မှအမေရိကအလုပ်လုပ်တယ်လို့မခေါ်ပါဘူး online ပေါ်လုပ်လို့ရတဲ့အလုပ်တွေအများကြီးရှိပါတယ်ဥပမာဒီ software developer ဘိုင်းတွေ graphic designer ဘိုင်းတွေမှာအလုပ်တွေအများကြီးရှိပါတယ်အဓိကကို့မှာ experience ရှိဖို့ရယ်ကျွမ်းကျင်မှုရယ်လိုအပ်ပါတယ်အဲ့ဒါလေးတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ဒါနီးလန်းပြရတာဖြစ်ပါတယ်တချို့တော့လူတွေဒါသိပြီးသားဖြစ်မှာပါဒါပေမဲ့လူတော်များကမသိသေးပါဘူးအဲ့တော့ဒီလိုမျိုးဒီ pro လိုမျိုးအလုပ်တွေပေါ့နော် online ပေါ်ကနေလုပ်ချင်တယ်ဆိုလို့ရှိရင်အဓိကကို့မှာ experience ရှိထားဖို့လိုပါတယ်ကိုယ့်ရဲ့ဒီ skill တွေပေါ့နော်ဒီ computer နဲ့ပတ်သက်တဲ့ skill တွေပြီးတော့ကိုက developer ဆိုလို့ရှိရင် developer နဲ့ပတ်သက်တဲ့ experience တွေကိုစုထားပါ American company တွေကိုအလုပ်လျှောက်ကြည့်ပါသူတို့ရှိမှာများတော့အဖြစ် online ပေါ်ကနေလုပ်လို့ရတဲ့အလုပ်တွေခေါ်လေးရှိပါတယ်ဒါပေမဲ့အဲ့လိုအလုပ်တွေရဖို့ကလွယ်တော့မလွယ်ပါဘူးကျွန်တော်တို့ဒီ knowledge တွေအများကြီးရှိဖို့လိုပါတယ် experience တွေအများကြီးရှိဖို့လိုပါတယ်ကိုကသူများထက်ပိုပြီးတော့ skill ကောင်းဖို့တော့လိုပါတယ်ပြီးတော့နောက်တစ်ခုပြောပြအောင်မယ်ဒီလိုဒီ bro ကအခုဒီမျိုး online ပေါ်ကလုပ်တယ်ဆိုပြီးတော့မှသူ့မှာ American ရောက်ဖို့အခွင့်အရေးမရှိဘူးမထင်ပါနဲ့သူ့ရဲ့ company ကနေပြီးတော့သူ့ကိုတစ်နှစ်ကိုတစ်ခါပေါ့နော်ဒီ America ကိုဒီလာလည်ဖို့အတွက်ကို visa free လျှောက်ပေးပါတယ်လေလံဘက်ကစစီစဉ်ပေးပါတယ်ပြောချင်တဲ့တဘောက America မှာအလုပ်လာလုပ်မှ America ကိုရောက်လာမှအလုပ်ဆိုတာဖြစ်တာမဟုတ်ပါဘူးကို့မှာ skill ရှိရဆိုလို့ရှိရင်အခုချိန်မှာ remote job ဆိုတဲ့အလုပ်တွေအများကြီးရှိပါတယ် remote job ဆိုတာကကဘာကြီးပေါ်မှာရှိတဲ့ဒီဘယ်နေရာမဆိုပေါ့နော်ဟိုတောထဲရောက်နေပါစေကို့မှာ internet line တစ်ခုရှိလို့ရှိရင်အလုပ်လုပ်ရတဲ့အလုပ်ကို remote job လို့ခေါ်ပါတယ်အဲ့တော့ကို့မှာက skill ရှိတယ်ကို့မှာက experience ရှိရဆိုလို့ရှိရင်ဒါလို remote job တွေကိုရှောက်ကြည့်ပါဒါတွေက
ကိုယ့်အတွက်အခွင့်အလမ်းအများကြီးရှိစေပါတယ်เนาะဒါကျွန်တော်တို့မြန်မာလူမျိုးတွေကိုဒါကျွန်တော်အသိပေးရဖြစ်ပါတယ်ဒီလို bro လိုမျိုးပေါ့เนาะ online လုပ်တွေ US မှာအများကြီးခေါ်ပါတယ်ကို့မှာ skill ရှိဖို့လိုပါတယ် experience ရှိဖို့လိုပါတယ်ကို့မှာ language skill တွေကောင်းဖို့လိုပါတယ်အဲ့ဒါဆိုလို့ရှိရင်ကိုကဘယ်နေရာမှာမဆိုအမေရိကမှာရှိတဲ့အလုပ်တွေကိုလုပ်လို့ရပါတယ်အမေရိကကိုလာလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြပြီးလက်ဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုကနေပြီးတော့မှဒီအခုခုရသွားမယ်ပေါ့နော် knowledge တစ်ခုရသွားမယ်ဆိုတော့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်